မိတ်ဆွေတို့ရဲ့ဘဝမှာတန်ဖိုးရှိဆုံးလို့ထင်တဲ့အရာဟာဘယ်အရာတွေဖြစ်မယ်လို့ထင်ပါသလဲရွှေလားငွေလားတန်ဖိုးကြီးတဲ့ဇိမ်ခံပစ္စည်းတွေလားဒီအရာတွေထက်တန်ဖိုးကြီးတဲ့အရာတွေအများကြီးရှိပါသေးတယ်တန်ဖိုးရှိတဲ့အရာတွေထဲကနေအသိပညာနဲ့လူဖြစ်ရတာတိတ်ကိုတန်ဖိုးရှိပါတယ်ခုပြောမယ့်အကြောင်းအရာလေးတွေကနေမိတ်ဆွေတို့အတွက်တန်ဖိုးရှိတဲ့အရာလေးတစ်ခုရလာပါလိမ့်မယ်အမှန်တရားဆိုတာတကယ်သိနာနေခြင်းအသိပညာဗဟုသုတကနေကျွန်တော်တို့ရဲ့ဘဝမိတ်ဆွေတို့ရဲ့ဘဝတွေကိုဖြောင့်မတ်နိုင်စေဖို့အသိပညာကအရေးကြီးသောအရာတစ်ခုအနေနဲ့နှလုံးသားထဲမှာစိုက်ထားဖို့လိုအပ်ပါတယ်တခါတလေမှာဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တာအသိပညာရဲ့တကိုးလို့ပြောရင်မမှားနိုင်ပါဘူးအသိပညာဗဟုသုတနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချစေနိုင်ဖို့ဒီဗီဒီယိုလေးထဲကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့ရွယ်ပါတယ်အစာစားခြင်းမေထုံမီဝဲခြင်းအိတ်ချင်းတို့သည်နွားနှင့်လူတို့၌အတူသာဖြစ်၏အတက်ပညာသည်ကလူမာသာရှိတာဖြစ်လို့လူဆိုတာအသိရှိတယ်ဘာတွေသိတာလဲလို့မေးရင်အမှားအမှန်အကြောင်းအကျိုးအကောင်းအဆိုးတွေကိုမှန်မှန်ကန်ကန်သိတယ်ထပ်ပြောရမယ်ဆိုရင်ကုသိုလ်နဲ့အကုသိုလ်အပြစ်ရှိတာနဲ့အပြစ်မရှိတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာတွေကိုခွဲခြားစွာသိနိုင်လို့လူလို့ခေါ်တယ်တိလိษံဆိုတာတိစရဏတိလိษံတိလိษံဆိုတာသုံးခုတည်းအလိုရှိပြီးတော့သိញလို့တိလိษံလို့ဆိုတာတိလိษံလို့ဆိုတဲ့အတိုင်းစားဖို့ပဲသိတယ်အိပ်ဖို့ပဲသိတယ်ကာမဂုဏ်ခံစားဖို့ပဲသိတယ်ဒါတွေကိုပဲလူလားတောင်းတနေလို့တိလိษံလို့ဆိုတာလူနဲ့တိလိษံနဲ့လူဆိုတာဒီနှစ်ချက်နဲ့ခွဲကြည့်ရင်သိနိုင်ပါတယ်အတက်ပညာချို့တယ်ပါကလူသည်နွားနဲ့ထပ်တူဖြစ်တယ်လို့လောကနေတိကျမ်းမှာဆိုထားပါတယ်လူဖြစ်ပြီးတော့စားဖို့ပဲသိတယ်အိပ်ဖို့ပဲသိတယ်ကာမဂုဏ်ခံစားဖို့လောက်ပဲသိတာဆိုရင်တော့သူဟာလူဖြစ်ပေမဲ့လူစင်သစ်လို့မဆိုနိုင်ပါဘူးလူတိလိษံလို့ပြောတာနဲ့ဓာတ်ရိုက်အကျိုးကြပါတယ်လူနဲ့နွားနှိုင်းယှဉ်ကြည့်ရမယ်ဆိုရင်တိလိษံတွေမှာလည်းလူထက်တာလွန်တဲ့အရာတွေအများကြီးရှိပါတယ်ဥပမာအားဖြင့်ပြောရမယ်ဆိုရင်လူနဲ့ခွန်အားဗလရှင်ပြိုင်ရင်စင်ကြီးကတာတယ်ငါးနဲ့လူရေကူးပြိုင်တဲ့နေရာမှာငါးကတာပါလိမ့်မယ်ဒီလိုပါပဲလူကလည်းမျက်စရာရှိရင်ပိုမျက်ပြီးတော့ရှုံးတရားရှိရဆိုရင်လည်းပိုပြီးရှုံးတတ်ပါတယ်ဒါကတော့ဆရာတော်ဒေါက်တာနန္ဒမာရဘိဝန္တဟောကြားထားတဲ့တရားတော်မှကြားနာပူခဲ့တာပါအကြောင်းကိစ္စတိုက်ဆိုင်တဲ့အခါဗီဒီယိုတစ်ပုဒ်ဖန်တီးပြီးတော့ဆွေးနွေးကြပါဦးမယ်လူနဲ့တိလိษံရှင်တဲ့နေရာမှာလူဆိုတဲ့နေရာမှာအသိပညာချို့တဲ့လူနဲ့နှိုင်းယှဉ်ခြင်းသာဖြစ်ပါတယ်လူနဲ့နွားတူတယ်လူနဲ့နွားမတူကွဲပြားတာတွေရှိတယ်ဆိုတာကိုအပေါ်မှာရှင်းပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်ပြောချင်တာကလူနဲ့နွားလူငနွားတွေတက်တက်ရှိတယ်ဆိုတာကိုပြောချင်တာပါဘာဖြစ်လို့လဲဆိုတော့အသိပညာချို့တဲ့လူကိုလူငနွားလို့ဆိုလိုချင်တာပါအဲ့ဒီလိုမျိုးအသိပညာချို့တဲ့လူငနွားတွေကိုကျွန်တော်တို့နေထိုင်ရာကဘာကြီးမှာပဲဖြစ်ပြီးကျွန်တော်တို့နေထိုင်ရာပတ်ဝန်းကျင်မှာပဲဖြစ်ပြီးကျွန်တော်တို့နေထိုင်ရာနိုင်ငံမှာပဲဖြစ်ပြီးမျက်ဝန်းတင်တွင်တွေ့မြင်နိုင်ပါတယ်ဒါဟာလူစင်သစ်တော့မဟုတ်တာသိကြနေပါပြီဘာဖြစ်လို့လဲဆိုတော့လူဆိုတာဒီလိုမျိုးလောက်ရက်တွေကိုမလုပ်ပါဘူးကိုချင်းစားတရားရှိတယ်သူတစ်ပါးတို့၏အကျိုးကိုဆောင်ရွက်တတ်တယ်သူတစ်ပါးဘဝကိုပျက်စီးအောင်ဘယ်တော့မှမလုပ်ပါဘူးလူငနွားတွေမှာကြတော့အမားကိုအမှန်မြန်မသိပါဘူးအမှန်ကိုလည်းအမှားလို့ထင်တတ်ကြတယ်မ
မှားနေတဲ့နီလန်းတွေကိုလည်းလိုက်လုပ်လေရှိကြပါတယ်ထင်သာမြင်သာအောင်ပြောရမယ်ဆိုရင်ဘယ်သူတွေဘာပဲဖြစ်ဖြစ်ငါတို့ရဲ့ဘဝတွေငါတို့ရဲ့မိသားစုတွေအစဉ်ပြေရင်ပြီးရောဘယ်သူတွေဘလို့ပဲဒုက္ခရောက်နေတဖို့တည်းထားတတ်တာလူငနွားတွေရဲ့ဇယိုက်တွေပါလူဝင်ချင်းချင်းနှိပ်စက်ကြတယ်လူဝင်ချင်းချင်းအနိုင်ကျင့်ကြတယ်လူပေါင်းဝါစာနဲ့အခြားသူရဲ့ဘဝတွေကိုဖျက်ဆီးတက်နှင်းလေ့ရှိကြပြီးတော့ဒီလိုနီလန်မတွေကိုအခြားသူတွေကိုလှုပ်ဖို့တိုက်တွန်းတတ်ကြပါသေးတယ်ရက်ဆက်တဲ့နှိပ်စက်တဲ့ဒီလိုလုပ်ရက်တွေဟာလူအမိုက်လူငမိုက်လူငနွားတွေရဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်ဒီຢာတွေကိုလုပ်နေတဲ့လူတွေဟာအသိပညာချို့တဲ့လူငနွားတွေဖြစ်တယ်ဆိုတာကိုပြသနေတဲ့ဇယိုင်းဝန်ခံနေတဲ့ဝိသေသလက္ခဏာတွေပဲဖြစ်ပါတယ်ဒီလိုလူမပိသဘုံတွေကိုတွေ့ရမြင်ရတော့ကျွန်တော်တို့လူလောကလူငနွားတွေများနေကြပြီလားလူငနွားဆိုတာဒီအသိပဲရှိတာလားလို့အောက်မေ့မိပါတယ်လူကလူဖြစ်ပြီးတော့လူပိသစွာနဲ့လူသားဆန်တဲ့စိတ်ကိုမွေးမြူကြဖို့တိုက်တွန်းပြောကြားလိုပါတယ်မင်းစိတ်ညစ်နေတဲ့အချိန်တွေမှာမင်းရဲ့ရှင်ဖွင့်တဲ့စကားတန်လေးတွေကိုနားထောင်ပေးမဲ့သူတယောက်ငိုချင်းရင်ငိုနိုင်တဲ့နေရာလေးတစ်ခုမင်းရဲ့နေ့ရက်တွေကိုပြောင်းလဲပေးခြင်းတဲ့သူတယောက်အနေနဲ့မိမောင်တို့အလင်းဆောင်ပေးခြင်းသူပါလို့ပြောကြရင်နောက်ထပ်ဗီဒီယိုလေးတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်အခုလို့နားဆင်ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြားလိုပါတယ်